အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ကတော့စစ်ကောင်းဆောင်လာမည်ဟုဆိုကတန်လီမြို့နယ်အတွင်းဆက်သွယ်ရေးလိုင်းများဖြတ်တောက်အဲစရင်စစ်၍လုံခြုံရေးတင်းကျပ်ထားတဲ့ဆိုတဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းတန်လီမြို့နယ်အတွင်း၌ဆက်သွယ်ရေးလိုင်းများဖြတ်တောက်နေပြီးစစ်ကော်မရှင်တပ်နှင့်ရှေးများမှအဲစရင်စစ်ဆေးလျက်ရှိကြောင်းသိရပါတယ်။ယနေ့ဒီဇင်ဘာ24ရက်နေ့တွင်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လာရောက်မည်ဟုဆိုကတန်လီမြို့နယ်အတွင်း၌နက်နက်အစောပိုင်းမှစတင်ကစစ်ကော်မရှင်တပ်ဖွဲ့နှင့်ရှေးများမှအဲစရင်ဝင်ရောက်စစ်ဆေးလျက်ရှိကြောင်းဒေသခံများထံမှသိရပါတယ်။မနက်ကတန်လီအောင်ချမ်းသာတဲ့ကိုအဲစရင်ဝင်ဆက်သွားတယ်။ရွေးကောက်ပွဲကြောင့်လို့ထင်နေတာဟိုချဘူးစစ်ကောင်းဆောင်လာမယ်ဆိုလို့နောက်မှသိရတာ။ဗီရွဲတွေလည်းအပြစ်မထွက်ရဲဘူးရက်ကွက်တွေတည်းထိလိုက်ဖမ်းနေတာဟုအောင်ချမ်းသာရက်ကွက်နှင့်အမျိုးသမီးတအုပ်ကပြောပါတယ်။စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည်တန်လီမြို့နယ်ထဲရှိရှေးနံရက်ကွက်အောင်ချမ်းသာရောင်သုံးပင်စသည့်ရက်ကွက်အနီးတစ်ဝိုက်ကိုအင်အားအများပြားဖြင့်အဲစရင်ဝင်ရောက်စစ်ဆေးသွားခြင်းဖြစ်ပါတယ်။ထို့ပြင်တန်လီမြို့နယ်တွင်ဆက်သွယ်ရေးလိုင်းများပြတ်တောက်ကအင်တာနက်လိုင်းများလည်းယာယီပြတ်တောက်ခဲ့ကြောင်းဒေသခံအချို့ကဆိုပါတယ်။ဘယ်ချိန်ကလေးကလိုင်းပြတ်တောက်တာလဲတော့မသိဘူး။ဖုန်းဆက်စရာရှိလို့စက်တော့မှဖုန်းခေါ်မရတာ။ဖုန်းတိုင်လည်းပြောင်းအင်တာနက်လိုင်းလည်းကျတာ။ကိုတယောက်ထင်းလားဆိုပြီးဘေးအိမ်တွေကိုမိတော့သူတို့လည်းဖြစ်ကြတာ။ခုနေကင်းချိန်ဆက်သွယ်လို့မရသေးဘူး။ရှယ်တွေကမနေ့ကမနက်ပိုင်းကနေညအထိကိုလမ်းထိပ်တွေလမ်းမကြီးတွေပေါ်မှာလုံခြုံရေးယူထားတာဟုအောင်ချမ်းသာနေထိုင်သူအမျိုးသမီးတအုပ်ကဆိုပါတယ်။တန်လီမြို့နယ်တွင်ကိုယမန်နေ့ဒီဇင်ဘာလ23ရက်နေ့ကတည်းကရဲတပ်သားအများအပြားဖြန့်ခွဲကနေရအနှံ့လုံခြုံရေးချကင်းပုံဝစ်စေပြီးနနက်ပိုင်းထိလုံခြုံရေးများတင်းကျပ်ထားကြောင်းသိရပါတယ်။ဆိုင်ကယ်ကယ်ရီသမားများကိုကြိုက်ခောက်ဖျားလမ်းမကြီးပေါ်သို့တက်ခွင့်မပေးဘဲဈေးဆိုင်ခန်းများကိုလည်းလမ်းဘေးဝဲရတလျှောက်ရှင်းလင်းကလုံခြုံရေးယူထားသည်ဟုဆိုပါတယ်။လက်ရှိတွင်စေကောင်းဆောင်မှရွေးကောက်ပွဲအတွက်တက်နေအသီးသီးကိုလှည့်လည်သွားလာကတက်တွင်မဲဆွယ်ပြောဆိုမှုတွေပြုလုပ်နေပြီးရွေးကောက်ပွဲအတွက်အထူးကြိုးပမ်းနေသည်ကိုလည်းတွေ့ရပါတယ်။ဆက်လက်ပြီးမင်းအောင်လှိုင်အဆုံးသတ်ဖို့အချိန်ရောက်လာပြီ။လာမယ့်တနင်္ဂနွေနေ့တွင်မြန်မာပြည်သူများအဖို့ကတော့ကုလသမဂ္ဂတွင်အခြားသောနိုင်ငံခေါင်းဆောင်များလိုမိန့်ခွန်းပြောခွင့်မရသည့်အပြင်အနာသို့ပင်တီခွင့်မရတရုတ်ဩဇာကန်အဖြစ်ရပ်တည်နေရသည့်အဖွဲ့ကို၎င်းတို့အစိုးရအဖြစ်အတင်းအကျပ်အတိအမှတ်ပြုခိုင်းခြင်းခံနေရသည့်အဖြစ်နှင့်ကြုံလာရတော့မည်ဖြစ်ပါတယ်။ထိုရေးကိုအစမှအဆုံးကြီးကြပ်မည်သူကမြန်မာနှင့်အရက်ပူပြက်ပြက်မင်းအောင်လှိုင်ပင်ဖြစ်သည်ဟုလန်ဒန်ရှိ Daily Mail သတင်းစာတွင် AFP သတင်းကိုဖော်ပြထားပါတယ်။၎င်းသည်အသက်65နှစ်ပြည့်ကနီးဖြစ်၍မဖြစ်မနေအနားယူရန်လပိုင်းသာလိုတော့သည့်အချိန်တွင်ပြည်သူများတက်ခဲနှင့်ရွေးချယ်တင်မြှောက်ထားသည့်ဒီမိုကရေစီအစိုးရကိုဖြုတ်ချကခေါင်းဆောင်ဖြစ်သည့်နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အားထောင်သွင်းအကျဉ်းချပြီး၎င်းကို၎င်းခေါင်းဆောင်အဖြစ်တင်မြှောက်လာခဲ့ပါတယ်။ထို့သောအရက်ပူပြက်ပြက်နှင့်ပုဂ္ဂိုလ်သည်စစ်တပ်ကတို့3ချိန်တိုင်စ조사ခဲ့ပြီးမှဝင်ခွင့်ရခဲ့တော်လဲကံကြမ္မာဤရှာရှာပါပါမျက်နှာသာပေးခဲ့မှုကြောင့်အာဏာရှင်ဘိုးတန်းရွှေဤကောက်ွယ်ရေးဦးစီးချုပ်အဖြစ်ရွေးချယ်ခန့်အပ်ခံခဲ့ရပါတယ်။ဤသို့ဖြင့်၎င်းသည်လွှတ်တော်တွင်အမတ်ဦးရေ4ပုံတပုံထိန်းချုပ်ခွင့်ရလာပြီးနိုင်ငံရေးတွင်အဓိကနေရာမှပါဝင်ခွင့်ရလာခဲ့ပါတယ်။သို့သော2018ခုနှစ်တွင်တော့ရပ်ပိုင်းအတွင်းလူပေါင်း2သိန်းခွဲခန့်တစ်ဖက်နိုင်ငံအတွင်းသို့ပြေးဝင်ခိုလုံခွင့်ရသည့်အထိရက်ဆက်စွာကျူးလွန်ခဲ့သည့်ရိုဟင်ဂျာအရေးအခင်းကြောင့်နိုင်ငံတကာစင်မြင့်တွင်တော့လက်တင်ဘာသာစကားဖြစ်သည့် Personal Persona non grata ခေါ်လက်မခံနိုင်သောပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ Facebook ကဲ့သို့ social media မှပင်၎င်းအားအသုံးပြုခွင့်ပိတ်ပင်ခဲ့သည့်အပြင်နိုင်ငံတကာရာဇဝတ်မှုများဆိုင်ရာတရားရုံးမှတရားလိုရှိနေချုပ်မှပင်၎င်းအားဖမ်းဝရမ်းထုတ်ပေးရန်တောင်းဆိုထားခဲ့ပြီးဖြစ်ပါတယ်။မင်းအောင်လှိုင်သည်နောက်ပိုင်းတွင်စစ်တပ်ကိုခေတ်မီလက်နက်များတပ်ဆင်ရန်ဆိုကနိုင်ငံဗဏ္ဍာငွေအမြောက်များသုံးပြီးတရုတ်ရုရှားအစရိတို့ထံမှဝယ်ယူလာခဲ့သည်မလ29ရက်နေ့ရောက်တိုင်းလည်း၎င်းဖ၎င်းချီးမြှင့်ထားသောစစ်ဘက်အရက်ဘက်စုတစိမ့်များအပြည့်တက်ဆင်ထားသည့်စစ်ဝတ်စုံကိုဝတ်ကအမိုးဖွင့်ချစ်ကားကြီးဖြင့်လူလုံးပြလေရှိပါတယ်။၎င်း၏တရားဝင်ရာထူးအခေါ်အဝေါ်မှာနိုင်ငံတော်လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးသတိုးမဟာတရိစီသူသတိုးတီတီသူဓမ္မမင်းအောင်လှိုင်ဆိုသည်ပင်ဖြစ်ပါတယ်။၎င်း၏ဝယ်ထုကုန်လူများသာတနေ့တခြားရှေ့လျားလာတော့လေအစစ်ဆေးခံရန်စုဝေးလာကြသောစစ်သားများအရေးအတွက်ကနိုင်ငံအနှံ့ရှိရှေ့တန်းစစ်မျက်နှာများသို့ပို့ဆောင်ထား၍တနစ်ပြီးတနစ်လျော်နေလာခဲ့ပါတယ်။မင်းအောင်လှိုင်မှာ၎င်း၏အခွင့်အာဏာများဆုံးရှုံးရမည့်အရေးကိုစိုးရိမ်စိတ်သက်ဖြင့်မဲမတမမှုလောက်ပါသည်ဟုအကြောင်းပြအာဏာသိမ်းခဲ့မှုကြောင့်9နှစ်နီးပါးကြာသည့်ကာလအတွင်းနှစ်ဖက်စလုံးလူပေါင်း9000နီးပါးသေဆုံးခဲ့ရသည်ဟုကမ္ဘာတဝက်လက်နက်ကိုင်ပဋိပက္ခများနှင့်ဖြစ်ရပ်များအပေါ်အချက်အလက်များပြုစုနေသည့် ACLED အဖွဲ့ကအစီရင်ခံစာထုတ်ပြန်ထားပါတယ်။ထိုအရေးအတွက်များတွင်အတင်းအကျပ်စစ်ထဲဆွဲသွင်းခံရသောလူငယ်အမြောက်များလည်းထိတ်ဆုံးကပါဝင်နေပါတယ်။၄နှစ်တာကာလတစ်လျှောက်လုံးမှာလည်းဥပဒေစိုးသည်များကို၎င်းလက်မှတ်တစ်ချက်ထိုးရုံဖြင့်ဖတ်ပေါ်လာခဲ့သည့်ကြီးသာဖြစ်သည်။
ပြီးခဲ့တဲ့ဇူလိုင်လတွင်အရေးပေါ်အခြေအနေကိုရုပ်သိမ်းပြီးအာဏာကိုဆိုင်းပုတ်ပြောင်းတက်ပြီး၎င်းရုံးထိုင်နေသည့်သမ္မတရုံးသို့ပြန်လွှဲပေးခဲ့သည်ယခုရွေးကောက်ပွဲသည်လည်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်မှဦးမင်းအောင်လှိုင်ထံသို့အာဏာလွှဲပြောင်းပေးမိပွဲလေးဖြစ်သည်ဟုလေးလာသူအလုံးကသုံးသပ်နေကြသည်ဟုရေးသားထားပါတယ်ဖြစ်နိုင်ခြေရှိသည်တခုကလက်ရှိဖွဲ့စည်းထားသောနိုင်ငံတော်လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကော်မရှင်ကိုဖျက်သိမ်းခြင်းမပြုဘဲ၎င်းမှသမ္မတအထက်မှအုပ်ချုပ်သွားမည်အလားအလာရှိနေပါတယ်။စေအုပ်စုမှရွေးကောက်ပွဲသည်မြန်မာပြည်သူများအတွက်လှုပ်သည့်ပွဲဘသူအတိမတ်ပြုဂရုစိုက်စရာမလိုဟုလူမိုက်ဆန်ဆန်ပြောနေတော့လေနိုင်ငံတကာဤဝိုင်းပယ်ပိတ်ဆို့ထားမှုများမှဖောက်ထွက်နိုင်ပြီးရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာအောင်လောင်ချီထက်လာခြင်းဖြစ်သည်၎င်းတို့နှင့်ဆက်ဆံလိုသောနိုင်ငံများအားလည်းမျက်နှာကောင်းရလာစေရန်လည်းရည်ရွယ်သည်ပြည်ပမှလာရောက်ယင်းနှိမ့်မြုံနှံမှုများသည်လည်း62%ကျဆင်းသွားပြီးပြီးခဲ့သည့်နှစ်အတွင်းဒေါ်လာတန်690သာရှိတော့သည်နိုင်ငံတကာကုမ္ပဏီကြီးများအစုလိုက်ဖြုံလိုက်ထွက်သွားခြင်းသည်ငွေတန်ဖိုးပြိုလဲခြင်းနှင့်နာရာရှည်လျက်စစ်မီပြတ်တောက်မှုများကြောင့်လွန်ခဲ့သော10စုနှစ်အတွင်းရရှိခဲ့သည့်စီးပွားရေးတိုးတက်မှုအများစုကိုပျက်စီးဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်ထို့အတွက်စေအုပ်စုအဖို့၎င်းတို့၏ဝိညာဉ်နှင့်တိုင်းပြည်ကိုတရုတ်ထံရောင်းချဖို့ဖြစ်လာခဲ့ရသည်ဟုနိုင်ငံတကာအကြက်တဲများလေးလာရေးအဖွဲ့မြန်မာအရေးတာဝန်ခံRichard Horsey ကထောက်ပြခဲ့သည်ထိုအနေထားထိရောက်သွားမိအရေးကိုစစ်တပ်ကလုံးဝမလိုလားခဲ့ဘလို့ပုံစံမျိုးနဲ့ဘလို့နည်းနဲ့မှတရုတ်လက်အောက်ခံဘဝရောက်သွားရပြီကိုမကြာမီကထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီးတရုတ်နှင့်ဂျပန်တို့စကားစစ်ထိုးပွဲတွင်တရုတ်ဘက်ကပြောင်ပြောင်တင်းတင်းရပ်တည်ပြီး၎င်းတို့သစ္စာရှိမှုကိုပြသပေးခဲ့ရခြင်းကပင်ထိတာထင်ရှားစေခဲ့ပါတယ်ဂျပန်နှင့်လည်းပတ်သက်နေပြီးလေးလာသူများကတစ်ချိန်ကဆိုလျင်စိတ်ကူးကြည့်ဖို့တော့မဖြစ်နိုင်သည့်အပြောင်းလဲမျိုးဟုပြောလာကြပါတယ်ဤသို့ပင်ဖြစ်စေနိုင်ငံတကာနှင့်ကစားမိမင်းအောင်လှိုင်၏တစ်ချက်မှပိုကာပွဲတွင်အောက်ဖက်ကမြည်တို့ရှိနေမိကိုမကြမီထွေးမြင်ကြရလို့မည်ဖြစ်ပါတယ်။ပြည်သူအားဖြင့်တရားသောစစ်မုတ်ချအောင်ရမည်။ဆက်လက်ပြီးအေးသိမ်းထားတဲ့ .666 စက္ကန့်ကိုစစ်ကြောင်းထိုးလာတာကြောင့်ဗိုလ်မှူးတအုပ်အပါစကစတပ်သား80ခန့်တည်ဆုံနေဆိုတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အာရကတပ်တော်အေးနဲ့ပူးပေါင်းမဟာမိတ်တပ်တွေသိမ်းပိုက်ထားတဲ့ပဲခူးတိုင်းဗတောင်းမြို့နယ်မှာ .666 စက္ကန့်ကုန်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးစစ်ဆင်လာတာကြောင့်အေးကကြားဖြတ်တိုက်ခိုက်ခဲ့ရာဗိုလ်မှူးတအုပ်အပါဝင်စစ်ကောင်စီတပ်သား80ခန့်တည်ဆုံခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။စစ်ကောင်စီတပ်ဟာကပ္ပစ16စက်ရုံကနေမတုံကြီးပါအထိစစ်ကြောင်းထိုးလာတာဖြစ်ပြီးအဲဒီကနေတက်စဉ်အေးနဲ့ပူးပေါင်းတပ်တွေသိမ်းထားတဲ့ .666 စက္ကန့်ကုန်ကိုအင်အား300နဲ့ထပ်မံထိုးစစ်ဆင်လာခဲ့တာဖြစ်တယ်လို့အေးနဲ့နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်စီကသိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ22ရက်မှာစစ်ကောင်စီတပ်ဟာအင်အား300နီးပါးနဲ့ .666 စက္ကန့်ကုန်ကိုစစ်ကြောင်းထိုးလာတာဖြစ်ပြီးအေးကစနိုက်ပါလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ဗိုလ်မှူးတအုပ်အပါဝင်စစ်ကောင်စီတပ်သား80ခန့်တေဆုံးမှုရှိတယ်လို့အေးနဲ့နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ဗိုလ်မှူးတယောက်ရလိုက်တာမှန်ပါတယ်။အင်အား300လောက်နဲ့ထိုးလာတာပါ။အဲ့ဒါကိုအေးကတိုက်ခိုက်တော့စစ်ကောင်စီတပ်သား80နီးပါးလောက်ရှာလိုက်တာရှိပါတယ်။ဒီဇင်ဘာလ22ရက်နေ့ကရှာလိုက်တာပါ။ဒီ .666 စက္ကန့်ကုန်ကိုထိုးလာတဲ့စစ်ကောင်စီတပ်သားတွေဖြစ်ပါတယ်လို့အဆိုပါစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။အဆိုပါ .666 စက္ကန့်ကုန်ကိုထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာအထိကိအကြဆုံးတွေများပြားတာကြောင့်မတုံကြီးပါဘက်ကိုပြန်လည်ဆုတ်ခွာသွားကြတယ်လို့လည်းသိရပါတယ်။ဗတောင်းမြို့နယ်ရှိကပ္ပစ16စက်ရုံရဲ့ကာကင်းစက္ကန့်တစ်ခုဖြစ်တဲ့ .666 စက္ကန့်ကုန်ကိုပြီးခဲ့တဲ့အောက်တိုဘာလ14ရက်မှာအာရကတပ်တော်အေးကအပိသက်သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ပြီးစစ်ကောင်စီတပ်ဟာမတုံချောင်းရဲ့တစ်ဖက်ချမ်းမှာမြောက်ဘက်ကုန်းကျေးပါအနီးမှာလက်နက်ကြီးစက္ကန့်တွေပြုလုပ်ပြင်ဆင်နေခဲ့တာလည်းဖြစ်ပါတယ်။အေးနဲ့ပူပေါင်းတပ်တွေသိမ်းထားတဲ့ .666 စက္ကန့်ကုန်ကနေကပ္ပစ16စက်ရုံကိုထိုးစစ်အမြန်ရောက်ရှိဖို့နီးကပ်တာကြောင့်စစ်ကောင်စီတပ်ကလည်းအင်အားအများပြားနဲ့အဲ့ဒီ .666 စက္ကန့်ကိုတံပြန်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။အဲ့ဒီ .666 စက္ကန့်ကုန်ဘက်ကိုထိုးစစ်ဆင်ဖို့အတွက်စကစတပ်သားတွေကိုစစ်အင်အားပို့ဆောင်ရင်းလေစိတ်တပ်တွေချဆင်းပြီးထွက်ပြေးကြမှာပါတော့မှမတုံမြို့မှာရန်ကုန်ဆိုသလိုပဲတကယ်ကိုမတုံဘက်တွေကဒေါ်လဲနှက်ပါတယ်အဲဒါကြောင့်မတုံဘက်ကိုထိုးနေတဲ့စစ်ကြောင်းတွေကထွက်ပြေးကြမှသိကြပါတယ်လို့စီရီယန်ပိုကြီးစီယောင်ကသုံးသပ်ပါတယ်တခြားတစ်ဖက်မှာလည်းစစ်ကောင်စီတပ်ဟာဗတောင်မြို့နယ်ရှိကပ္ပစ6စက်ရုံကနေအေးသိမ်းထားတဲ့ညောင်ကျိုးစခန်းကိုအင်အားများပြားနဲ့ထိုးစစ်ဆင်လာတာကြောင့်စင်လန်ကြီးရွာအနီးတစ်ဝိုက်တွေမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတယ်လို့လည်းသိရပါတယ်